ကျော်စွာဝင်းအမှတ်နဲ့ရှုံးနိုင်တဲ့ပွဲလားပရိသတ်တွေစောင့်မျှော်နေကြတဲ့မြမလက်ဝဲကျပွင့်ကျော်စွာဝင်းနဲ့ထိုင်းဖိုက်တာစာမင်တန်တို့ရဲ့စိတ်လှုပ်ရှားစရာပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးထိုင်းဖိုက်တာစာမင်တန်အကြောင်းပြောရရင်သူက1 Championship မှာ10ပွဲနိုင်3ပွဲရှုံးရလက်ပိုင်ဆိုင်ထားသူပါ။သူကအားနဲ့စတိုးဆိုင်ထိုးတဲ့ပုံစံမျိုးမဟုတ်ပဲပပနက်နဲ့အမှတ်ရအောင်အဝင်ထွက်ကစားတတ်တဲ့နီးစနစ်သမားတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့ကြံ့ခိုင်မှုကလည်းအတော်လေးတောင့်တင်းတာအကြောင်းလွယ်လွယ်နဲ့တော့လဲကြမဲ့သူမဟုတ်ပါဘူး။တစ်ဖက်မှာလည်းမြမကုံဆောင်ကျော်စွာဝင်းဘက်ကိုကြည့်မယ်ဆိုရင်တော့သူကပြိုင်ဘက်ထက်အရက်3လက်မပိုမြင့်တယ်လို့ခြေတံလက်တံလည်းပိုရှိပါတယ်။အဓိကအားသာချက်ကတော့ကျော်စွာဝင်းရဲ့လက်သီးပါဝါပဲဖြစ်ပါတယ်။ပြိုင်ဘက်ကိုအလဲထိုးနိုင်တဲ့အင်အားပြည့်ရှိနေတာကြောင့်စာမင်တန်အတွက်တော့တကယ်ကိုသတိထားရမယ့်အချက်ပါပဲ။ကျွမ်းကျင်သူတွေသုံးသပ်တာကတော့စာမင်တန်ဟာကျော်စွာဝင်းရဲ့လက်သီးတံကိုရှောင်ပြီးအမှတ်နဲ့နိုင်အောင်ထိန်းကစားဖို့ကြိုးစားပါလိမ့်မယ်။ကျော်စွာဝင်းအနေနဲ့ကတော့အမှတ်နဲ့မရှုံးစေဖို့အတွက်ပြိုင်ဘက်ကိုအလဲထိုးနိုင်အောင်ဖိအားပေးထိုးတက်ဖို့လိုအပ်ပါတယ်။ဒီပွဲမှာကျော်စွာဝင်းသာအနိုင်ရခဲ့ရင်သူ့ရဲ့လက်သီးပါဝါဘလောက်ပြင်းထန်တယ်ဆိုတာကိုတစ်ကမ္ဘာလုံးသိအောင်သက်သေပြနိုင်မှာဖြစ်ပါတယ်။ကဲပရိသတ်ကြီးကဘယ်သူနိုင်မယ်လို့ထင်ပါသလဲ။ကိုယ့်ရဲ့အမြင်လေးတွေကိုမှတ်မှာရေးပေးသွားကြပါဦး။အခုလိုအားကစားသတင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း follow ဖို့မမေ့နဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။